အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒူရီပုံနာ YouTube channel တက်ကလေးရနေပြီးတော့ကျွန်တော်ချမိတ်ဆွေညီကိုမောင်နှမဦးလေးတော်ဖဖွားဒီအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်အားလုံးပဲဒူရီအောင်ကြံစိတ်ချမ်းသာခြင်းကိုကြီးကြောင်းပါခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလူစီဝါကန်စီဝါဆဆရအစင်ပြေချုံမိတ်ပြေလဲကြပါစေဗျာမင်္ဂလာရှိသောရက်မြက်ရက်ကောင်းလေးတွေကိုလည်းအချိန်ပြည့်အမြဲတမ်းကိုစီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေကျွန်တော်ရဲ့ live show video ဖိုင်လေးကိုစတင်လိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လည်ခင်းလေးပါကျွန်တော်ပြောတဲ့စကားတိုင်းကကျွန်တော်ရဲ့ကျေးဇူးရှင်အပေါင်းတို့အားလုံးအမျိုးတွေအားလုံးအတွက်စိတ်ချမ်းသာစေမယ့်စကားမျိုးတွေသာဖြစ်ပါစေလို့ဆုမကောင်းတောင်းပေးနေကျွန်တော်ရဲ့ live show video ဖိုင်လေးကိုစတင်ပါတယ်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေမင်္ဂလာပါအဲ့တော့ဆိုတော့ကျွန်တော်ဒီနေ့ဒီ live show video ဖိုင်လေးကလည်းအောင်ပွဲခံနေအောင်ပွဲဆက်ဖို့အတွက်ပါပဲအဲ့တော့ထုံးစံတိုင်းပဲအောင်ပွဲခံမယ်ကျွန်တော်ကိုဒီမှာအားလုံးကဒီမနေ့3ထိပ်စီနေတိုက်ထိပ်စီအပိုင်နဲ့ကျွန်တော်တို့ကရှယ်မွေးလက်ဆောင်အချုပ်မွေးကွက်နော်ကျွန်တော်တို့635မပြောက်ပတ်ဒီထိပ်စီအထီကြီးနဲ့ပတ်သက်လို့3ထိပ်အပိုင်းနဲ့ကျွန်တော်တို့3ခွန်မွေးကွက်တဲကွက်ကောင်မင်းရောကျွန်တော်ဒီမနေ့ပိုင်းမှာကျွန်တော်ရဲ့နေတိုက်ကကိုဒီပိုင်းအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးဘယ်သူတွေပေါက်ကြလဲကျွန်တော်တို့နေတိုက်ထိပ်စီ3ထိပ်စီ831ထိပ်စီအပိုင်ရောကျွန်တော်တို့လက်ဆောင်မွေးချုပ်ကျွန်တော်ရဲ့နေတိုက်ကကိုဒီပိုင်းအားလုံးအတွက်ကျွန်တော်မနေ့ပိုင်းမှာ live show လွှင့်ပေးခဲ့တယ်အဲ့တော့ဘယ်သူတွေဘလောက်ဖိုးစီပေါက်ကြတယ်ဆိုတာအပျော်လေးတွေမျှဝေခဲ့ကြ3ခွန်ဆိုမှ3ခွန်တဲမွေးကွက်တကွက်ကောင်းမင်းရောနော်3ထိပ်စီအပိုင်းနဲ့3ခွန်ဆိုပြီးတော့ထိမိမိလေးအောင်မြင်ခဲ့တာအဲ့တော့ပေါက်တဲ့ကိုဒီမားဒီအားလုံးတန်မိုးထားလို့တန်မိုးများတယ်ဆိုရင်မဖြစ်မနေလေးမန်လေးတွေရေးပေးပါအဲ့တော့ယနေ့ဈေးမှာလည်းကျွန်တော်ကိုဒီမားအားလုံးအတွက်ကန်တူလို့အကျိုးပေးမယ်ထပ်ပြီးတော့လည်းအကောင်းဆုံးနဲ့စူးစမ်းပြီးတော့လာရောက်ပြီးတော့မျှဝေပေးပါတယ်ဆိုတော့ကျွန်တော်ကိုဒီမားအားလုံးကကျွန်တော်စူးစမ်းပြီးရကြိုးနှက်တယ်လို့မျိုးကျွန်တော်ရဲ့ဒီဒူရီပုံနာ YouTube channel တဲ့ကလေးကိုမြင်ခဲ့တယ်တွေ့ခဲ့တဲ့အချိန်မှစလို့ channel ကို subscriber လေးတွေမဖြစ်မနေနှိပ်ထားပေးပါ notification လေးတွေယူထားပါဒီပေးခေါင်းလုံးလေးပေါ်နှိပ်ထားမှဆိုကျွန်တော်ဘယ်ချိန်မှတင်နေဘာပဲတင်နေကျွန်တော်ရဲ့ live show video file လေးကိုအမြဲတမ်းမြင်ရမှာတွေ့ရမှာဖြစ်ပါတယ်နော်ဒါတော့ဒုက္ခစေနာဒုက္ခမြစ်တာပေါ့ကိုလိုပဲပေါက်ပါစေရပါစေနေပါစေတွေးပါစေဆိုတဲ့စိတ်ဆန္ဒတွေမွေးပြီးတော့2-3နဲ့သက်ဆိုင်တဲ့နေရာလေးတွေကိုလိုပဲဝါသနာပါတဲ့လက်ကြီးသမားအရှုံးများနေပါတယ်ဆိုတဲ့ညီကောင်မောင်နှမတွေအားလုံးကိုပြန်လည်ပြီးတော့ဝေမျှပေးမယ်ဆိုသူတို့လည်းအကျိုးရှိမယ်ကိုရီမရဲ့အတွက်လည်းအကျိုးရှိမှာပါနော်အားလုံးအတွက်နေ့စဉ်နေ့တိုင်းလည်းမျှဝေပေးမှတင်ပေးမှာပါကျွန်တော်ကြောင့်မလို့ share ပေးပါလို့မြေတားရက်ခံတောင်းဆိုပြရစီအဓိကပြောချင်တာကတော့ကျွန်တော်ရဲ့ဒီ2ရီပုံနာ YouTube channel တွေကလို့ subscribe လေးတွေနှိပ်ထားပေးဖို့ပါပဲနော်အဲ့တော့အောင်လေးဒီလောက်ပဲပြောပြစီအဲ့တော့ကျွန်တော်ကိုဒီမှာအားလုံးကပေါက်ကြီးလေးတွေမဖြစ်မနေမှန်းမယ်နော်တန်မိုးထားလို့တန်မိုးများတဲ့အထက်မှာကျွန်တော်မျိုးတွေအားလုံးပါမယ်လို့ထင်ပါတယ်အဲ့တော့3ခွန်3ထိပ်စီအပိုင်းနဲ့3ခွန်တက်ရှယ်မွေးကွက်တစ်ခွက်ကောင်းမိန်တင်ကွက်တဲဆိုမှတဲကျွန်တော်တို့အောင်မြင်ခဲ့တယ်အဲ့တော့ပေါက်ကြီးလေးတွေမှန်းခဲ့ပါအပျော်လေးတွေမျှဝေခဲ့ကြပါအဲ့တော့ကျွန်တော်တွင်ရင်းလို့ရင်းမဲ့သွားမယ်နော်ဒီနေ့10ရက်နေ့17လပိုင်း2025တနင်္လာနေ့အဖွင့်ပွဲညနေ4:30ဈေးမှာလဲမနက်ပိုင်းလိုပဲငွေတုပ်ပိုက်ချင်တယ်အမြတ်တွေအများကြီးကြအောင်ဆောချင်ပါတယ်ဆိုတဲ့ကိုရီမတွေကရွှေလိုက်ပြီးရွေးချနေကြမလို့ကျွန်တော်ပြောတဲ့ဝမ်းချိတ်ပတ်သီးလေးတွေကိုအကြိုက်တူလုံးမှန်ရှင်တွဲကစားဒါမှမဟုတ်ကျွန်တော်ပေးတဲ့ကဏ္ဍကိုမှဆောချင်ပါတယ်ဆိုတဲ့ကိုကြီးတွေမကြီးအားလုံးကကျွန်တော်ပေးတဲ့ကဏ္ဍကိုပဲထိမိမိလေးကစားနော်အဲ့တော့မလားအကြိုက်တူရင်တော့ယူတော့ပေါ့ကျွန်တော်ကဏ္ဍလေးပြောမယ်အားလုံးပဲမန်ထဲမှာလည်းရေးပေးပါစောက်ထဲမှာလည်းမှတ်ပါမန်လေးတွေမများနော်မဖြစ်မနေမန်လေးတွေများဆဆလေးရေးပေးနော်ကျွန်တော်ရဲ့ channel အသစ်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့မန်လေးတွေရေးပေးခိုင်းတာပါခင်ဗျနော်ကျေးဇူးတင်ပါတယ်အားလုံးအဲ့တော့ကျွန်တော်ဝမ်ချိတ်ပတ်သီးလေးတွေပြောပြပါမယ်ဒီနေ့10ရက်နေ့17လပိုင်း2025ကျွန်တော်တနင်္လာနေ့အဖွင့်ပွဲညနေဈေးမှာကျွန်တော်ရဲ့အကြိုက်ဆုံးဝမ်ချိတ်ပိုင်းပတ်သီးကတော့9-3ညပတ်သီးဝမ်ချိတ်ဖြစ်ပါတယ်9ပိုင်း3ညပိုင်းမှာ9ပတ်သီး3ညပတ်သီးပါအကြိုက်တို့ယူသုံးပါကန်တူရင်တော့အကျိုးပေးပါပဲတစ်လုံးကြိုက်ရင်တစ်လုံးပတ်နှလုံးကြိုက်ရင်နှလုံးတစ်လုံးကိုလုံးမှန်ရှင်တွဲဆော့အကွက်များစရာအကြောင်းမရှိဟုတ်မှာဒီလိုမှကျွန်တော်ပတ်သီးမပက်ရလေအောင်ရွေးချယ်ထားတဲ့ဈေးဝလေးတွေထပ်ပြောပေးပါမယ်9ပိုင်း9ပတ်သီးဖြစ်ချင်းကြောင့်9နဲ့ပတ်သက်လို့9358 5652ဆိုပြီးတော့ဈေးဘိုးလေးတွေရွေးချယ်ထားပါတယ်9358 5652ပါ93ညသည်ပတ်သီးဝမ်းချင်းမှာ9358 5652ပါခင်ဗျ3ညနဲ့ပတ်သက်လို့ရွေးချယ်ထားတဲ့ဈေးဘိုးလေးတွေကိုထပ်ပြီးတော့ပြောပေးပါမယ်3ည8 3ညခွန်3ည5 3ည6ပါ3ည8 3ညခွန်3ည5 3ည6ဆိုပြီးတော့ကျွန်တော်ဈေးဘိုးလေးတွေရွေးချယ်ထားပါတယ်နော်အစားအနေအဆုံးထိပြန်ပြောပေးပါမယ်9 3ညသည်ပတ်သီးဝမ်းချင်းပါ9နဲ့ပတ်သက်လို့9358 5652ပါ3ညနဲ့ပတ်သက်လို့ဈေးဘိုးလေးတွေရွေးချယ်ထားတာက3ည8 3ညခွန်3ည5 3ည6ဖြစ်ပါတယ်နော်ကျွန်တော်ရဲ့စိန်မာစတာကီလုံးဝပြက်ပြမရှိဘူးနော်မနက်ပိုင်းမှာလည်းထိမိမိထိတ်စီးကိုမှထိတ်စီးဖြစ်ခဲ့တယ်အဲ့တော့မှ8-3ထိတ်စီး3ထိတ်စီးအပိုင်းနဲ့ကျွန်တော်တို့က3ခွန်ဆိုပြီးတော့ဒဲမွေးကွက်နဲ့ကျွန်တော်တို့အောင်မြင်မှုရရှိခဲ့တာနော်အဲ့တော့ဒီညနေဈေးမှာလည်းကျွန်တော်ရဲ့စိန်မာစတာကီကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ထိမိမိကစားပါအကျိုးရှိအသုံးပြုပါနော်ထိတ်စီးအမကိုင်းကစားပေးပါနော်အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးထိတ်စီးမာစတာကီကိုထပ်ပြောပြပါမယ်646ဒီနော်646ဒီထိတ်စီအထီကြီးမာစတာကီဖြစ်ပါတယ်646ထိတ်စီအမကိုင်းဆော့ပါထိတ်စီမာစတာကီအပြီးပေါက်ခွေဆော့လို့ရပါတယ်
646ဒီထိပ်စီးအထီကြီး Master Key ပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့939 1ချင်းကို646နဲ့အပြီးပေါက်အောင်ဆော့လို့ရပါတယ်အကိုဒီမိုင်းအားလုံးဘက်ကအဆင်ပြေသလိုကစားပါကျွန်တော်ရွေးချက်ပေးထားတဲ့ဈေးဘိုးလေးတွေကိုလည်းဈေးဘိုးအနေထားမှာဆော့အကြိုက်တူတယ်ဆိုရင်တော့ကိုကြိုက်နှစ်သက်သလိုဆော့ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အပြင်ကြိုက်ဆိုတာတော့ဒါနှစ်ကွက်တော့ရှိတယ်ဒါအပြင်ကြိုက်ကလေးကတော့မဖြစ်မနေထည့်ပေးရမှာမလို့ကျွန်တော်ထည့်ပေးတာခါတိုင်းဆိုကျွန်တော်တောင်းထည့်မပေးဘူးမြေမတွေးမှသာကျွန်တော်ထည့်ပေးတာမျိုးတွေလည်းသိတဲ့အတိုင်းပဲဟုတ်တယ်မအဲ့တော့ကျွန်တော်ရဲ့အကိုဒီမားတွေအားလုံးကိုကျွန်တော်ကအပြင်ကြိုက်ကလေးအဖြစ်နှစ်ကွက်ထုတ်ထားပါတယ်ဘာလို့လဲဆိုတော့ဒီအပြင်ကြိုက်ဒီဒစိမ့်မဟုတ်ဘာလို့ဆိုတော့ကျွန်တော်646ထိပ်စီးတဲ့ကကျွန်တော်ကိုဒီမားအားလုံးအတွက်ကျွန်တော်ထိပ်စီးကြိုက်တဲ့အထဲထဲမှာပါနေလို့ကျွန်တော်ကဒါလေးကိုထည့်ပေးထားတာเนาะဒါအားလုံးက like မှတ်ပေးပါ9-3 ရာစီပတ်သီးဝမ်းချင်းဖြစ်ခြင်းကြောင့်646နဲ့အပြီးပေါက်ကစားနိုင်ပါတယ်ကျွန်တော်ရဲ့အပြင်ကြိုက်နဲ့တက်တယ်ဆိုရင်ကိုဒီမားအားလုံးကအပြင်ကြိုက်ကလေးကိုထည့်ကစားပေးပါ68 4 break 9 break 68တကွက်ကောင်း63တကွက်ကောင်းပါဒါအပြင်ကြိုက်ပါတကွက်ကောင်းရဲ့လို့မဟုတ်ဒါတော့အပြင်ကြိုက်နှစ်သက်လို့တင်စော့ခြင်းတယ်ဆိုရင်တင်စော့ပေးပါ68တကွက်ကောင်း63တကွက်ကောင်းဒါကတော့4 goal break မူရကျွန်တော်ကထုတ်ထားတာဖြစ်ပါတယ်4 goal break မူအရညနေဈေးမှာကျွန်တော်ကိုဒီမှာအတွက်အကြိုက်တူနှစ်သက်တယ်ဆိုရင်4 goal break ဆွဲပြီးတော့68တကွက်ကောင်း63တကွက်ကောင်းကိုကျွန်တော်တို့က646ထိပ်စီးထဲမှာ6ထိပ်စီးအပိုင်းနဲ့ကျွန်တော်ထုတ်ပေးထားတာဖြစ်ပါတယ်ကျန်နေတဲ့တဲ့ဆိုဒီအပြင်ကြိုက်ကလေးကိုနှစ်သက်တယ်လို့ကစားပါနော်9-3 ညပတ်သီးနဲ့တကွက်ကောင်းလာအောင်မယ်ကိုဒီမိုင်းအားလုံးကဒီတကွက်ကောင်းဆော့မယ်ဒီတကွက်ကောင်းဆော့မယ်ကီးဝမ်းချင်းအပြီးပေါင်းအောင်ဆော့မယ်ဆိုရင်အကွက်တွေကများစရာအကြောင်းမရှိဘူးပတ်သီးလုံးဝပတ်စရာမလိုတော့အောင်ဆော့လို့ရတယ်နော်တို့ချိုးတွေကကျွန်တော်ပတ်သီးနဲ့ထိပ်စီးအကွက်ဘယ်လောက်ရှိတယ်ဆိုတော့ရေးပြနေကြတယ်အစီအပြေမှာကစားပါအကြိုက်တူမှာယူသုံးပါကန်တူမှာအကျိုးပေးမှာပါတူရီမှာဆရာဆိုတာမရှိပါဘူးကိုဒီမိုင်းအမားမှလက်ခံမနိုင်ဘူးပဲလူတာဟုတ်တယ်မလားနော်ဆိုတော့9-3 ညပတ်သီးဝမ်းချင်းဖြစ်ခြင်းကြောင့်ကျွန်တော်ရဲ့အကြိုက်ဆုံး main တင်ကွက်တကွက်ကောင်းလေးပြောပါမယ်နော်အဲ့တော့အားလုံးကလည်းကျွန်တော်ရဲ့ live show video file လေးတွေကအကျိုးရှိတယ်ဆိုရင် like လောက်မလေးမဖြစ်မနေတောက်ခဲ့ပါ channel ကို subscribe မနေရသေးဘူးဆိုရင် channel ကို subscribe ပါလေးတွေမဖြစ်မနေနှိပ်သွားပြီးကြပါအောင်ခင်ဗျာအများသူငါတွေအများသူငါရအောင် share မှု share လေးတွေနဲ့ကိုညီပေးတော့ပါ Viber တို့ Facebook တို့ Messenger တို့ Telegram တို့ပေါ့အထူးသဖြင့်သတိပေးခေါင်းလောင်းလေးပေါ့အောင်နှိပ်ထားပါနော်ဒါလေးမြေကတာရက်ခံတောင်းဆိုပြရသေးဒါလေးကိုခဏပြောပေးရသေးနော်ဒါမှသာလေကိုတွေပါရဲ့အားပေးမှုရမယ်အားပေးမှုရမှကျွန်တော်လည်းတင်ပေးလို့အဆင်ပြေမယ်ကျွန်တော်ကြိုးစားပေးရကြိုးနှက်သလိုကိုတွေမရဲ့အားလုံးကလည်းအားပေးကြပါအကိုကြီးတွေမကြီးတွေဦးလေးတော်ဖွားဖွားရဲ့အားလုံးအားပေးရကြိုးနှက်သလိုမျိုးပဲကျွန်တော်လည်းအကောင်းဆုံးကြိုးစားပေးတော့ပါမယ်အစွမ်းကုန်ပေါ့နော်အဲ့တော့အားလုံးကိုင်းကျုံးပြီးကျွန်းကန်ပြီးပေါ့ဟုတ်တယ်မလားအဲ့တော့ဒီမနက်မှာအဖွင့်လာခဲ့ပြီညနေဈေးမှာလည်းအောင်ပွဲဆက်မယ်အောင်ပွဲခံရင်လည်းအောင်ပွဲဆက်အောင်ပွဲရဲ့လီလီဆက်ဖို့ကကျွန်တော်ကိုတွေမရဲ့အားလုံးတွေအားပေးမှုနေတော့လို့မဖြစ်ဘူးနော်အားပေးမှုများလေကျွန်တော်ကပို့ပြီးတော့ကြိုးစားလိမ့်မယ်ဟုတ်တယ်မလားဒါလေးတွေတည်ထားဖို့လိုသေးတယ်နော်ဆိုတော့9-3 ညစီပတ်သီးဝမ်းချင်းဖြစ်ခြင်းကြောင့်ကျွန်တော်ရအကြိုက်ဆုံး main တင်ကွက်တကွက်ကောင်းလေးပြောပါမယ်9 ပိုင်9ပတ်သီးနဲ့ပတ်သက်လို့ကျွန်တော်က9-9တကွက်ကောင်းဆိုပြီးတော့ main တင်ကွက်ရွေးချယ်ထားပါတယ်ဒါတကွက်ကောင်းမှာ9-3 ညဝမ်းချင်းပတ်သီးနဲ့ပတ်သက်လို့ပေါ့နော်9-9စီတကွက်ကောင်း main ရောပါ3ညနဲ့ပတ်သက်လို့3ည3တီတကွက်ကောင်း main ရောဖြစ်ပါတယ်9-9တကွက်ကောင်း3ည3တကွက်ကောင်းပါအကြိုက်တို့နဲ့တန်းဒါလေးတွေကို main တင်ဆော့ပါတကွက်ကောင်းနော်9-3 ညဝမ်းချင်း646ထိပ်စီးအထီကြီး Master Key 9-3 ညဝမ်းချင်းပတ်သီးဖြစ်ခြင်းကြောင့်9 ပိုင်9ပတ်သီးနဲ့ပတ်သက်လို့9-9တကွက်ကောင်းရွေးချယ်ထားပါတယ်3 ညပိုင်3 ညပတ်သီးနဲ့3 ည3ဆိုပြီးတော့တကွက်ကောင်း main တင်ကွက်ရွေးချယ်ထားပါတယ်နော်အပြင်ကြိုက်ဖြစ်ကတော့4 goal break ဆိုပြီးတော့ကျွန်တော်ရွေးထုတ်ထားတာ68တကွက်ကောင်း963တကွက်ကောင်းပေါ့နော်4 goal break အရာမူရေးထုတ်ထားပါကြိုက်နေတတ်တယ်ဆိုတော့ဆော့ပေါ့68တကွက်ကောင်း63တကွက်ကောင်းဒါအပြင်ကြိုက်ပါကြရအောင်ပဲအဆင်ပြေကြပါစေဒီလောက်ပါပဲမင်္ဂလာကြီးသောနေ့လည်ခင်းလေးကိုပန်းဆိုင်နိုင်ကြပါစေကျွန်တော်ရဲ့ live show လေးကိုအစကနေဆုံးထိကြည့်သွားပြီးတဲ့ like လက်မလေးရောက်စိတ်တောက်ပြီးတော့အားပေးခဲ့တဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမဦးလေးတော်ဖွားဖွားကြီးအားလုံးကလည်းကျွန်တော်ရဲ့ live show လေးတွေကိုအမြဲတမ်းဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းတွေနဲ့အလုံးစုံပြေဝနိုင်ကြပါစေဗျအားလုံးပဲဘိုင်ပါအဆင်ပြေကြပါစေအနေ4:30ထိုးရတဲ့အားလုံးစိတ်ချမ်းသာစေမဲ့တဲ့ကောင်းလေးကြားပါစေဗျနော်ဘိုင်ပါ